မင်္ဂလာပါရှင်လူကြီးမင်းတို့လုပ်ငန်းမှာ customer များမှာယူချင်တဲ့လောက်ပစ္စည်းလက်ကျန်မလုံလောက်မှုတွေနဲ့မလိုလားအပ်ပဲကုန်ပစ္စည်းတွေပိုဝယ်မိရကြောင်း inventory cost warehousing cost တွေမြင့်တက်မှုများကြုံတွေ့နေရပါသလားဒီလိုမျိုးပစ္စည်းလက်ကျန်မလုံလောက်မှုတွေကိုထိန်းချုပ်ပေးနိုင်ရန်နဲ့လုပ်ငန်းအတွက်မလိုအပ်တဲ့ကုန်ကျစရိတ်တွေကို short ချပေးနိုင်ရန်ကူညီပေးနိုင်တဲ့ iStore Enterprise Cloud-based ERP software ရဲ့ reorder level feature မှာဆိုရင်တော့item တစ်ခုချင်းစီကို location တစ်ခုချင်းစီအလိုက် minimum maximum သတ်မှတ်ထားနိုင်မယ်ကျန်စရင်စစ်ရမှာလဲသတ်မှတ်ထားတဲ့ reorder level အလိုက်ကာလာများနဲ့တကွာထင်ရှားစွာပြသပေးနိုင်မယ်။ report ဘိုင်းမှာဆိုရင်လည်း item အားလုံးကိုသတ်မှတ်ထားတဲ့ minimum maximum location quantity များနဲ့တကွာအလွယ်တကူစစ်ဆေးနိုင်မယ်။ဒီလိုလှုပ်ဆောင်မှုများစွာပါဝင်တာကြောင့်လူကြီးမင်းတို့လုပ်ငန်းမှာအချိန်နဲ့အမျှ store တွေကိုလျင်မြန်စွာထိန်းချုပ်နိုင်ပြီးတော့လုပ်ငန်းရဲ့ရောင်းအားကိုမြင့်တင်နိုင်မှုအတွက်အထောက်အကူတစ်ရပ်ပဲဖြစ်ပါတယ်ရှင်။လူကြီးမင်းတို့လုပ်ငန်းအတွက်အသေးစိတ်တိုင်ပင်ဆွေးနွေးလိုတာပဲဖြစ်ဖြစ်အသေးစိတ်သိရှိချင်တာပဲဖြစ်ဖြစ် hotline နံပါတ်3993239553ကိုဆက်သွယ်ဆောင်စမ်းမေးမြန်းနိုင်ပါတယ်ရှင်